ပတ်စံတသောင်းလောက်ပေးထားရင်တစ်သလုံးသုံးပါပြီလို့သူတို့တွေအဲ့ဒီလိုယောက်ျားတွေကအဲ့လိုမှတ်နေတာပြောလိုက်လို့ရှိရင်တော့မရဝတ္တရား၅ပါးကြေးလား10ပါးကြေးလားနဲ့အကြေးလို့ဟိုဘက်တောင်ကြောကြနေခမင်းစားချိန်လဲကြလဲကြဘာချက်လဲဘာဟင်းလဲဘုမနဲ့တော့ဘာမှမရှိဘူးဝေခြေဟင်းလေးနဲ့အရွက်ကြော်လေးနဲ့ငပိလေးတို့ကြဟင်းတစမ်းမကောင်းခမင်းစားတာအဆင်မပြေခမင်းစားတာအဆင်မပြေအော်ဟိုကဟင်းလေးကျွေးလေးဝဲပြီးတော့အသားဟင်းလေးနဲ့ဝက်သားလေးနဲ့အဲ့လိုမျိုးလဲချက်လဲပေးလဲပြီးတော့အဲ့မနဲ့ကဘလောက်ကုန်လဲလို့မမေဘူးခေါင်းမဖော်စားတာဒီလိုလိုခေါင်းငုံပြီးတော့တခါနှုတ်သီးလေးကိုချွန်ပြီးတော့စားလိုက်ကြတယ်အမျိုးဟမ်ဘလောက်ကုန်လဲလို့မမေဘူးပတ်စံတသောင်းလောက်ပေးထားရင်တစ်သလုံးသုံးပါပြီလို့သူတို့တွေအဲ့ဒီလိုယောက်ျားတွေကအဲ့လိုမှတ်နေတာလက်စွဲချင်းယူမသွားနဲ့ငွေ1000ပေးလို့ကျွတ်ကျွတ်အိတ်ဒီလောက်ပဲယူသွားအဲ့ကျွတ်ကျွတ်အိတ်မပြေဘူးပတ်စံ1000ကိုသူတို့က1000ပေးရင်တစ်သလုံးကိုအောင်းမိနေတစ်သလုံးသုံးရတယ်အောင်းမိနေတာဝက်သားလေးများချက်လိုက်လို့ရှိရင်ခေါင်းမဖုံးမိမဘလောက်ကုန်လဲလို့မမေဘူးတုံးလိုက်ထားဘူးဒါကခေါင်းကိုမဖော်တော့ဘူး